မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဆန်အိတ်ဝယ်လာဗျာဒီမှာကျွန်တော်ဆန်အိတ်ဝယ်လာတယ်ဟိုဘက်ကဆန်တော့ကုန်ပြီပေါ့နော်ကုန်လို့ဒီအိတ်ထပ်ဝယ်လာကျွန်တော်ကနေတာတော့တယောက်တည်းပေါ့ဗျာအနေနဲ့တယောက်တည်းဒါပေမဲ့စားတာကတော့တယောက်တည်းမဟုတ်ဘူးဗျာစားတယောက်တည်းမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အခန်းမှာနေကျွန်တော်အခန်းမှာအိမ်ဘောနော်အိမ်မြောင်သားဖလားသားမိလားမသိရှိသေးတယ်ကြီးနဲ့တေးသေးရှိတယ်သူတို့အတွက်လည်းကျွန်တော်ထမင်းချပေးတယ်သူတို့စားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွက်ကကျတော့ညဟာတော့ဟော7နှစ်ကျော်လောက်မှထွက်တာကျွက်ကကျတော့ကျွက်တကောင်ရှိတယ်သူ့လည်းထမင်းတော့ချလာပြီးတော့ထမင်းစားတယ်တခြားဟာတော့သူမစားဘူးသူစီကန်းတော့ရှိတယ်ကျွက်ကကျတော့လေနည်းနည်းတော့ထူးခြားတယ်ပေါ့နော်အဲ့တော့ထမင်းချတာပြီးထမင်းစားတယ်စားပြီးသူပြန်သွားတယ်အဲ့လိုလေနောက်တစ်ခါပါလဲပိုးဟက်လင်ပြားလည်းရှိသေးတယ်နော်ပိုးဟက်လင်ပြားဟာလည်းရှိသေးတယ်သူတို့အတွက်လည်းကျွန်တော်သမင်းလေးကျွန်တော်ချပေးတယ်သူတို့စားတယ်စားတာတွေ့ရပါတော့ခင်းနေပါတော့သူတို့လာနိုင်တာတော့မရှိဘူးเนาะကျွန်တော်အုပ်ဆုံးအုပ်တာဆိုတော့လေအဲ့လိုရှိနောက်တစ်ခုကကျတော့မနဲ့ဆိုရင်ကျွန်တော်အဲ့ရထားလို့ရှိရင်အပြင်မှာကျွန်တော်ငှက်ကလေးရှိတယ်ဗျာငှက်ကလေးရှိတယ်ငှက်ကလည်းအမျိုးကြီးများစောတော့စာကလေးတစ်မျိုးတည်းပဲနောက်ပိုင်းကျတော့ဟိုဂျိုးလိုအကောင်လေးပေါက်စားလာမသိအဲ့လိုလာတယ်စာကလေးရဲ့အဲ့လိုဂျိုးလိုအကောင်လေးပေါ့နော်ဘာငှက်တယ်လို့ကျွန်တော်မသိဘူးအဲ့ကောင်နောက်တစ်ခုကဇရက်ရဲ့သုံးမျိုးလာစားတာပေါ့အစားဆိုတော့ကျွန်တော်စားတဲ့ကျွန်တော်ချက်တဲ့ချင်းခွက်နဲ့ချက်တာပေါ့နော်ချင်းခွက်နဲ့တဘူးချက်တယ်တဘူးပဲကုန်တယ်ကျွန်တော်တဘူးကုန်တယ်သူတို့အတွက်ကကျတော့ဘူးဝက်တော့ချပေးရဗျာဘူးဝက်အဲ့လိုလေအဲ့ဒါပေါ့ဗျာအဲ့တော့ကျွန်တော်လုပ်တဲ့နေ့စဉ်ကောင်းမှုကုသိုလ်တစ်ခုပေါ့ဗျာအဲ့ဒါလေးကျွန်တော် share ပေးတာပါကျွန်တော်ကိုဝင်းတစ်ခုတည်းဆိုရင်ဆန်အကောင်းစားကျွန်တော်ဝယ်စားကြတဲ့အကောင်းစားဝယ်ပြီးမှနော်အဲ့သေးပေါ့နော်အဲ့လိုဝယ်စားလို့ရတယ်ကျွန်တော်ထမင်းသိမ့်မစားအောင်နည်းနည်းပဲစားကျွန်တော်ပြောလေအဲ့ဆိုတော့ဒါပေမဲ့အားလုံးအဆင်ပြေအောင်စားအောင်ဆိုမှဆန်အိတ်လိုက်ဝယ်ရတယ်ပေါ့နော်အိတ်လိုက်ဝယ်ပြီးမှကျွန်တော်တို့ဒီဝိုင်းစားကြပါလေ